ကိုကုတ်ပါကျွန်တော်ညီမမာလာရှောင်းကောက်လုပ်ကြွေဆိုတာနဲ့မာလာအကင်တော့လုပ်ကြွေလိုက်ပါတယ်အပြင်မှာဈေးကြီးပေးပြီးဝယ်စားမယ့်အစားအိမ်မှာပဲဈေးကြီးနဲ့လုပ်စားလိုက်ပါတယ်အရင်ဆုံးအကင်လေးတွေကိုအနေတော်ဆိုင်လေးညှက်လိုက်ပါတယ်အကင်ပေးထားမှာတော့ကျွန်တော်သိမကျွမ်းကျင်တော့ကျွန်တော်ညီမရဲ့ supervision အောက်မှာပဲလုပ်ရပါတယ်အမှပြောတကားနားမထောင်မနဲ့ imitation crab တွေညှက်ချလိုက်ကြအကုန်အမြင်တွေဖြစ်သွားရပါတော့စီများများလေးထည့်မယ်စီပူလာပြီဆိုတော့မှအကင်လေးထည့်ပြီးတော့အပေါ်ယံလေးတင်းလာတဲ့အထိကြော်ထားလိုက်ပါတယ်အကင်ကများတော့ batch ခွဲပြီးတော့ကြော်လိုက်ရပါတယ်ရပြီဆိုတော့အကင်လေးဆဲပြီးတော့ဖယ်ထားလိုက်တယ်ပြီးတော့ဆက်လက်ရွက်လေးနည်းနည်းနှီးထားလိုက်ပါတယ်တခွားသီးလေးကိုလည်းအစီထုတ်ပြီးတော့အသုံးသေးသေးလေးတွေတီးထားလိုက်ပါတယ် sauce truck ကတော့ chili sauce များများလေးထည့်ပါတယ်အကင်ကလည်းများတော့ ketchup ကတော့နည်းနည်းလေးပဲထည့်ပါတယ်ပြီးတော့ spicy sauce တွေလိုသလောက်ထည့်တယ်နောက်ဆုံးမှာမာလာအမှုန်လေးထည့်ပြီးတော့အရင်နှံ့သွားအောင်လို့မှွေထားလိုက်ပါတယ်ပြီးမှအကင်နဲ့အသီးရွက်တွေထည့်ပြီးတော့ထပ်မှွေပါတယ်အရသာမြည်ပြီးတော့ supervisor ရဲ့ညွှန်ကြားချက်အရလိုရထပ်ထည့်လိုက်ပါတယ်ကဲဒါဆိုရင်တော့မာလာရှန်ကောမဟုတ်တဲ့မာလာအကင်တုပ်လေးရပါပြီ